Hello အားလုံးပဲမင်္ဂလာပါဒီကျဲကတော့အခု chapter 1 introduction to biology မှာပါတယ် theme တွေကိုပြောလာတာအခုဆိုရင်ကျွန်တော်က theme 5ကိုရောက်သွားပြီပေါ့နော်အဲ့တော့ theme 5မှာတော့ဒီအဓိကအကြောင်းအရာနံပါတ်5ချက်မှာဗာပြောထားလဲဆိုရင် evolution for unity and diversity of life သူကဒါ evolution ဆိုတာကစင်ကဲဖြစ်စဉ်တွေကိုပြောတာပေါ့နော်အဲ့တော့စင်ကဲဖြစ်စဉ်ဟိုးအရှိခါတွေကနေပြီးတော့မှဇက်တိုက်စင်ငယ်ဖြစ်စဉ်တွေဖြစ်လာတာပေါ့နော်နောက်မှာစင်ငယ်ဖြစ်စဉ်ဆိုတာဘာလဲဆိုတာလည်းထပ်ပြောပါအောင်မယ်အဲ့တော့စင်ငယ်ဖြစ်စဉ်တွေရဲ့ဘာအတွက်လဲဆိုတော့ for unity and diversity of life သက်ရှိတွေရဲ့ unity နဲ့ diversity unity ဆိုတာကတော့ဒါတူညီတဲ့အချက်တွေရဲ့နောက်တစ်ခါကျတော့ diversity မျိုးကွဲတွေများတာရဲ့ဒါတွေကိုဒါရှင်းပြပေးနိုင်တဲ့ evolution အကြောင်းပေါ့နော်စင်ငယ်ဖြစ်စဉ်အရေးကြီးရယ်ဆိုတဲ့အကြောင်းဒီမှာ theme 5မှာပြောမှာဖြစ်ပါတယ်အဲ့တော့ evolution စင်ငယ်ဖြစ်စဉ်ဆိုတာဘာလဲဆိုတော့ the process or change အဲ့တော့ပြောင်းလဲတဲ့ဖြစ်စဉ်ပဲ that had transformed life on earth ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေကို that had transformed ပြောင်းလဲပေးတဲ့ပြောင်းလဲစေခဲ့တဲ့ပြောင်းလဲတဲ့ဖြစ်စဉ်ကိုဒါ evolution လို့ခေါ်တာပြီးရင် accounts for the unity and diversity of life သက်ရှိတွေမှာ unity နဲ့ diversity ကိုဖြစ်စေတဲ့ဒါကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေကိုပြောင်းလဲပေးရဖြစ်စဉ်ဒါကို evolution လို့ခေါ်ပါတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် evolution ကိုနောက်ထပ်လည်းထပ်ရှင်းပြတဲ့ဟာလေးဒါလေးနည်းနည်းထပ်ထည့်ထားပါတယ် evolution ဆိုတာကတော့ change in the genetic composition of a population ဒီသက်ရှိအုပ်စုတစုရဲ့ဒီမျိုးတူအုပ်စုတစုရဲ့ genetic composition genetic composition ဆိုတာမျိုးဗီဇဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံမှာပြောင်းလဲလာတာ over successive generation မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်မှာဆင်ငဲပြောင်းလဲလာတဲ့အရာကိုအဲ့ဒါကို evolution လို့ခေါ်တယ်အခုဒီမှာကြည့်လိုက်လို့ရှိရင်ဒါကနောက်ဆုံးမှာလူသားဖြစ်လာတယ်ပေါ့နော်လူသားမဖြစ်ခင်မှာလဲဟိုးရှေးပဝေသနီတွေကတည်းကလည်းဒါသူတို့မှာရှိခဲ့တဲ့ပုံစံတွေရှိသေးတာပဲအဲ့ကနေမှတစင်မီတစင်နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတစင်မီတစင်ဆင်ငဲပြောင်းလဲတွေဖြစ်တာဆင်ငဲပြောင်းလဲမှုတွေဖြစ်လာပြီးတော့မှအခုနောက်ဆုံးလူသားဆိုတဲ့ homo sapien ကိုရလာတာပေါ့နော်ဒါမျိုးဒါထဲမှာအဲ့လိုဆင်ငဲဖြစ်စဉ်တွေဖြစ်လာတယ်ဒါကိုဘာလို့ခေါ်လဲဆိုတော့ evolution လို့ခေါ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ evolution ဆိုတာကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေကိုပြောင်းလဲပေးတဲ့ဖြစ်စဉ်ကိုခေါ်တာနောက်ကြရင်သက်ရှိတွေရဲ့ unity နဲ့ diversity ကိုဖြစ်စေမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီ diversity နဲ့ unity of life အတူတူပါပဲ unity and diversity of life ဆိုတာဘာလဲပေါ့နော်အဲ့တော့ဒီဝေါဟာရနှစ်ခုကတစ်ခုနဲ့တစ်ခုတော့နည်းနည်းဆန့်ကျင်ဘက်ဖြစ်တယ်လို့ဖြစ်နေတာပေါ့ဥပမာ diversity ဆိုတာမျိုးကွဲတွေအကွဲပြားခြားနာတာမျိုးကွဲတွေပြောတာပေါ့ဒါမှ unity ဆိုတာကတော့ဒါတူညီတဲ့အချက်တွေတူညီတာပြောတာပေါ့အဲ့တော့တစ်ခုနဲ့တစ်ခုက contradict ဖြစ်နေတာပေါ့ဆန့်ကျင်နေတယ်လို့တော့ထင်ရတယ်အဲ့တော့ diversity ဆိုတာဘာလဲဆိုတော့သူက variety မျိုးကွဲများတာကိုပြောတာပဲအဲ့တော့ over 1.5 million species of living thing exist on earth ကမ္ဘာပေါ်မှာဆိုရင်သက်ရှိကသူက1.5 million over 1.5 million species မျိုးစိတ်တန်းပေါင်း1.5 million ထိကျော်အထိကိုသူကရှိနေတာအဲ့တော့အဲ့ဒါတွေကတစ်ခုနဲ့တစ်ခုလည်း extremely different from each other တစ်ခုမျိုးစိတ်တစ်ခုနဲ့တစ်ခုလည်းသူက extremely different လုံးဝကွဲပြားခြားနားမှာပဲပေါ့နော်အဲ့တော့မတူညီတဲ့မျိုးစိတ်တွေကမပြောနဲ့တူညီတဲ့မျိုးစိတ်တွေထဲမှာတော့ဒါကွဲပြားခြားနားတယ်အများကြီးပဲဥပမာထားပါတော့တက်ရှိတွေကမွေပဲထားပါတော့မွေဆိုရင်မျိုးစိတ်တွေမှာမွေရဲ့မျိုးစိတ်တွေမှာထက်ရှိသေးတဲ့မျိုးစိတ်တွေမှာအများကြီးရှိနေတယ်ဥပမာထားပါတော့မွေဘွေးတို့မွေဟောက်တို့ပြီးရင်နောက်ငန်းတော်ကြားတို့ပြီးရင်နောက်တစ်ခါစပတ်ကြီးမွေစပတ်အုံးမွေရေမွေမွေတွေမှာမျိုးစုံပဲအများကြီးပဲမျိုးကွဲအများကြီးရှိတယ်ဒါတော့မှမွေတစ်မျိုးတည်းရှိသေးတာနော်ပြီးရင်နောက်တစ်ခါအဲ့လိုပဲဥပမာထားပါတော့တရက်သီးပဲထားပါတော့အပင်တွေတည်းကတရက်သီးဆိုရင်လည်းသူ့မှာ diversity မျိုးကွဲမှာအများကြီးပဲဟိုမှာစိတ်တစ်လုံးရှိမယ်နောက်တစ်ခါအများကြီးရင်ခွဲရှိမယ်ပြီးရင်ပန်းဆွဲတရက်သီးတို့ပြီးရင်နောက်တစ်ခါမြကြောက်သီးတို့စိတ်တစ်လုံးတို့ဒါတွေအများကြီးပေါ့နော်တရက်သီးဆိုလည်းအဲ့လိုမျိုးကွဲအများကြီးပဲအဲ့လိုပဲတရက်သီးမှမဟုတ်တခြားအပင်တွေမှာလည်းအဲ့လိုမျိုးကွဲတွေကသူကအများကြီးရှိနေမှာအဲ့လိုမျိုး diversity လို့ပြောတာဒီ diversity တွေဖြစ်ပေါ်လာတာကဒါ evolution တွေကြောင့်ပဲနောက်ကြရင်ဖြစ်ပေါ်လာတာဒါနောက်မှထပ်ပြီးတော့ရှင်းပြအောင်မယ်ပေါ့နော်နောက် unity ဆိုတာတော့ similar တူညီတာကိုပြောတာ there are certain genetic similarities common to all living things သက်ရှိအားလုံးမှာဘုံတူညီတဲ့ genetic similarity တူညီရဲ့မျိုးဗီဇဆိုင်ရာတူညီချက်တွေလည်းသူတို့စီမှာရှိကြတယ် no matter how different they appear to be သူတို့ကဘလို့ပဲကွဲပြားခြားနားနေပါစေသူတို့မှာဘုံတူညီတဲ့လက္ခဏာတွေတော့ရှိကြမှာပဲပေါ့ဥပမာထားပါတော့ခုနကတော့ဆိုမွေဆိုရင်ဒီမှာမျိုးကွဲတွေကအများကြီးပဲ
ဒါပေမဲ့မွေတွေမှာလည်းသူတို့ရဲ့ဘုံတူညီရဲ့လက္ခဏာတွေကတော့ရှိပြီးသားပဲအဲ့ဒါမျိုး unity လို့ခေါ်တာအဲ့တော့ဥပမာမွေဆိုလို့ရှိရင်အမိရှည်ကြီးပါမယ်အကုန်လုံးကရှည်မျိုးရှိမယ်ချီချီချောင်းလက်ချောင်းတွေမပါဘူးဒါမျိုးဒီလိုမျိုးဘုံတူညီတဲ့အချက်တွေရှိတာပဲအပြင်တရက်တီဆိုရင်လည်းဘယ်လိုပုံစံရှိမယ်အပင်ကဘယ်လိုမျိုးစားရှိမယ်ဒါကဘုံတူညီတဲ့အချက်တွေမျိုးကွဲတွေသာများတာသူတို့မှာဘုံတူညီတဲ့အချက်တွေကရှိပြီးသားပဲအဲ့ဒါက unity ကိုပြောတာအဲ့တော့ဒါကဒါ unity နဲ့ diversity အတူကဒါ evolution ဖြစ်လာတဲ့အကြောင်းကိုဒီ theme 5မှာရှင်းပြထားမှာပေါ့နော်အဲ့တော့ဒါလေးက diversity နဲ့ unity နဲ့ကိုဒါကွဲအောင်လို့ဒီဟာလေးရှင်းပြတာပါကဲဟုတ်ပြီပြီးရင်နောက်ဒီ evolution ကဘာကိုလဲထည့်ရှင်းပြသေးလဲဆိုတော့ evolutionary adaptation အဲ့တော့စင်ကဲဒီမှာရှိရ adaptation ဆိုတာကြတော့လိုက်ရောညီထွေရှိမှုပေါ့နော်စင်ကဲလိုက်ရောညီထွေရှိမှုတွေကိုလည်းသူကရှင်းပြပေးတယ် and the match of organisms to their environment သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ဒီသက်ရှိတွေနဲ့ကိုလည်း match ဒါရှင်တွဲမှုတွေကိုလည်းသူကရှင်းပြထားနိုင်တယ်ပေါ့နော်အဲ့တော့ဥပမာအနေနဲ့ဆိုရင်ဒီမှာ ancestor finch ဆိုတာကတော့ငှက်ပတိကိုပြောတာပေါ့နော်ငှက်ပတိဆိုရင်နှုတ်သီးကဒီလိုလေးသူကရှိနေမှာအဲ့ကနေပြီးတော့မှ natural selection ဒါသဘာဝတရားရွေးချယ်ခံရပြီးတော့ဘာတွေဖြစ်လာလဲဆိုတော့ insect စားမဲ့သတ္တဝါတွေဆိုရင် insect ကိုကောက်ယူပြီးစားဖို့အတွက်ဥပမာပိုးလေးတွေ insect လေးတွေကိုကောက်ပြီးစားဖို့အတွက်လွယ်ကူတဲ့နှုတ်သီးပုံစံရှိရမယ်အဲ့လိုမဟုတ်ဘဲနဲ့ wood pecker type insect eating ဒီမှာဆိုလို့ရှိရင်တစ်တောက်ကအဲ့လိုမျိုးနှုတ်သီးအမျိုးအစားပြီးရင်နောက်တစ်ခါ insect စားတယ်ဒါဆိုရင်ဒီလိုပုံစံဖြစ်လာမယ်နောက်တစ်ခါ seed feeding အစိအစံလေးကိုစားတယ်ဆိုလို့ရှိရင်တော့အစိအစံလေးကိုကောက်ပြီးတော့စားရတာလွယ်ကူအောင်ဒီလိုနှုတ်သီးပုံစံဖြစ်လာမယ်ဒါကဘာကိုပြောတာလဲဆိုတော့ evolutionary adaptation သူတို့ရဲ့ပတ်ဝန်းကျင်evolutionary adaptation ကိုရှင်းပြပြီးတော့မှသတ္တဝါတွေရဲ့ဒီသက်ရှိတွေရဲ့သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ match လိုက်ရောညီထွေဖြစ်မှုကိုက်ညီမှုရှိအောင်လဲဒါရှင်းပြထားတာအခုဒီမှာဆိုရင် insect စားရဲ့သတ္တဝါကိုသွားပြီးတော့မှဒီကအစိစားရဲ့သတ္တဝါရဲ့နှုတ်သီးသွားပေးလို့အဆင်မပြေဘူးအဲ့ဒါမျိုးပြီးရင်နောက်တစ်ခါ wood pecker တစ်တောက်ငှက်ရဲ့နှုတ်သီးကလည်းဒီလိုမျိုး insect စားရဲ့အကောင်ရဲ့နှုတ်သီးလိုမျိုးပဲဖြစ်လို့မရဘူးဘာလို့ဆိုတော့အမြဲတမ်းမာကျောတဲ့တစ်ပင်ကိုခောက်ရမှာဖြစ်တဲ့အတွက်မာနေမှရမယ်ဒီလိုမျိုးပြော့ပြီးတော့တင်းနေလို့လည်းမရဘူးဒါမျိုးတွေပေါ့နော်အဲ့လိုပဲအများကြီးရှိသေးတယ်အဲ့တော့ငှက်တွေဆိုလို့ရှိရင်ဥမာဓမ္မထားပါတော့ကြီးကန်းလိုမျိုးခြံတွဲလေးအစုံစားရဲ့သတ္တဝါပေါ့အဲ့တော့အသီးနှံတွေလည်းစားတယ်စပားတော်တွေလည်းလာစားတယ်ပြီးရင်နောက်တစ်ခါအသားငါတွေဒါတွေလည်းစားတယ် general ရဲ့နှုတ်သီးကတော့ဒီလိုပုံစံရှိမယ်ဒါခုနကပြောသလို insect catching insect လေးတွေဖမ်းစားတာဒါဆိုရင်သူက insect ဆိုတာလေးကတေးသေးလေးတွေရှိတာလीအဲ့တော့တေးသေးလေးတွေကိုကောက်စားနိုင်အောင်လို့လွယ်ကူတဲ့ပုံစံရှိရမယ်ပြီးရင်နောက်တစ်ခါ surface skimming ကတော့ဒါကဂျားထဲမှာစစ်ပြီးစားတာပေါ့နော်စစ်ပြီးတော့စားတာပေါ့ဥမာဘဲလိုမျိုးအကောင်လေးဒါမျိုးဆိုဒီလိုနှုတ်သီးရှိရမယ်အဲ့ဒီ surface skimming ကိုသွားပြီးတော့မှ insect catching ရဲ့နှုတ်သီးသွားပြီးလို့မရဘူးဒါဆိုသူ့အတွက်ပတ်ဝန်းကျင်နဲ့ကိုက်ညီမှုရှိမှာမဟုတ်ဘူးသူစားရတဲ့နေထိုင်ရတဲ့ပတ်ဝန်းကျင်နဲ့ကိုက်ညီမှုရှိမှာမဟုတ်ဒါဆိုရင်အဆင်ပြေမှာမဟုတ်တော့ဘူးဒါကတော့ map probing ဆိုတာကတော့သူကရွှွန့်ထဲမှာစမ်းပြီးတော့သူကစားတာရွှွန့်ထဲမှာစမ်းပြီးတော့မှငါးတို့ဘာတို့အဲ့လိုတွေရှာစားတာပေါ့နော်ဒီလိုသတ္တဝါဒီလိုအကောင်တွေရှိမယ်ဒီလိုငှက်ရဲ့နှုတ်သီးဒါရှိမယ်ပြီးရင်နောက်တစ်ခါ grain eating ဒါလေးတွေကတော့ကောက်ပဲသီးနှံလေးတွေစားတာပေါ့နော်ဒီလိုနှုတ်သီးအဲ့တော့နောက်တစ်ခါ coniferous eating ဒါကတော့ထင်းရှူးသီးလေးတွေလိုက်စားတဲ့ငှက်ပေါ့နော်ငှက်ရဲ့နှုတ်သီးဒီလိုမျိုးပုံစံရှိမယ်ဒါကတော့ probing ဆိုတာဒါလည်းခုနကအတူတူပါပဲဒါစမ်းပြီးတော့မှဒီရေအောက်မှာလိုက်စမ်းပြီးတော့မှစားတဲ့သတ္တဝါပေါ့နော်လိုက်ဖမ်းပြီးတော့စားတဲ့သတ္တဝါစားတဲ့ငှက်ပေါ့သူ့ရဲ့နှုတ်သီးဆိုလည်းဒီလိုပုံစံရှိမှာပြီးရင်နောက်တစ်ခါ feeder feeding ဒါလည်းအမှန်တကယ်တော့သူ့မှာရှိရဲ့ဘဲတို့ငန်းတို့ရဲ့နှုတ်သီးတွေလိုပါပဲအဲ့ဒါစစ်ထုတ်ပြီးတော့စစ်ပြီးတော့စားတာပေါ့နော်သူ့ရဲ့ဒီနှုတ်သီးအထဲထဲမှာဆိုရင်စကားလိုမျိုးအဲ့ဒါတစ်ခုလေးတစ်ထပ်လေးပါတယ်အဲ့ဒါမျိုးရှိတယ်ပြီးရင်ဒါ nectar feeding ဒါဆိုရင်တော့ဟိုးရှိမှာ thing 1တော့ပြောခဲ့တဲ့ဒါငှက်ပတုံးလို့ပေါ့ငှက်ပတုံးဆိုလို့ရှိရင်သူကဝီဆုပ်တဲ့ငှက်လေအဲ့ခါကျတော့သူ့ရဲ့နှုတ်သီးလေးကပန်းရဲ့အထဲထဲအထိဝီဆုပ်ဖို့အတွက်လွယ်ကူတဲ့ပုံစံလေးသူကရှိနေတာပေါ့ခြုံလေးရှိနေတာပေါ့ဒါကအသီးတွေစားမယ်အသီးတွေစားတဲ့အခါမှာအသီးကအကြီးကြီးရှိတာလေဥမာပန်းသီးတို့တစ်တော်သီးတို့အကြီးကြီးရှိရဆိုတဲ့အတွက်အသီးတို့ကိုက်ဖို့အတွက်လွယ်ကူတဲ့ပုံနှုတ်သီးပုံစံသူကရှိတာဒါကြောင့်သူ့ရဲ့ပတ်ဝန်းကျင်နဲ့သူတို့ရဲ့တက်ရှိတွေနဲ့က match ဖြစ်နေတယ်လို့ပြောတာပေါ့နော်ဒါ area fishing ငါးဖမ်းပြီးစားမယ်ဒါကတော့ pasu fishing ဆိုတာကတော့အမှန်တော့သူကငါးတွေကိုဖမ်းအမှန်တော့ငါးဖမ်းပြီးစားတဲ့သတ္တဝါတွေပါပဲအဲ့ဒါရှိရယ်ပြီးရင်နောက်တစ်ခါခြေစဲလင်းဒါကတစ်တောက်ငှက်လိုမျိုးတောက်နေရမှာဒါကြောင့်မလို့တစ်တောက်ငှက်ရဲ့နှုတ်သီးဆိုအရမ်းမာရတာပေါ့နော်အရမ်းမာမာကြောတဲ့တစ်ပင်ကိုတောက်ဖို့အတွက်အရမ်းမာအဲ့ဒါကိုသွားပြီးတော့မှဒီ nectar feeding ရဲ့နှုတ်သီးနဲ့သွားပြီးထားလို့မရအောင်ဒါဆိုသူ့ရဲ့ပုံရင်းနဲ့ကိုက်ညီမှာမဟုတ်တော့ဘူးနောက် deep netting ဒီလိုမျိုးဒီတူးပြီးတော့စားတဲ့သတ္တဝါအဲ့ဒါတွေလည်းရှိတယ်နောက်တစ်ခါ
scavenging ဆိုတာကတော့အသေးတွေစားတဲ့သတ္တဝါတွေပေါ့နော်အသေးကောင်းစီဥမာလင်းတာလက်ရလို့ပြောပြီးပေါ့ဒါမျိုးတွေရှိမယ်နောက်တစ်ခါကျတော့ reptile ဒါကြတော့တုတ်ချီပြီးစားတဲ့သတ္တဝါဥမာစွန်လိုမျိုးပေါ့ဒီကောင်ဆိုစွန်ပေါ့ဒီစွန်ရဲတွေတိတ်ညက်တွေလိုမျိုးပေါ့သူတို့နှုတ်သီးဒီလိုတွေနဲ့သူတို့စားတဲ့အစားအစာပေါ်မူတည်ပြီးတော့မှသူတို့ရဲ့နှုတ်သီးပုံစံတွေလည်းကွဲပြားခြားနားမှာပြင်သူတို့နေထိုင်ရတဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီးလည်းနှုတ်သီးတွေကွဲပြားခြားနားတာပေါ့နော်ဒါမျိုးသူကဖြစ်ပါမယ်ပြီးရင်နောက် biologist ဒီဇီဝဗေဒပညာရှင်တွေက classify ဆိုတာအမျိုးအစားခွဲကြတာပေါ့ species ဒီသက်ရှိမျိုးစိတ်တွေကိုအမျိုးအစားခွဲတယ် according to a system of broader and broader groups သူကဘာရလဲဆိုရင် system of broader and broader ပိုပြီးတော့ကျေပြောလာတဲ့အုပ်စုတွေမှာအုပ်စုတွေရဲ့စနစ်အတိုင်းပဲဒါကလေ့လာကြတာပေါ့နော်အဲ့မှာဆိုရင်domain bacteria နဲ့ archaea မှာဆိုရင်တော့ consist of prokaryotes သူထဲမှာ prokaryote တွေပါ prokaryote ဆိုတော့ဒါတော့တည်ပြီးသားပဲnucleus cell ထဲမှာ nucleus မပါတဲ့သက်ရှိတွေဆိုလို့ရှိရင်ဒါ prokaryote လို့ခေါ်တာပေါ့အဲ့တော့ domain bacteria နဲ့ domain archaea မှာ prokaryotes တွေပါမယ် domain eukarya မှာတော့ဒါ various group of protists ပြီးရင် protist အုပ်စုအမျိုးမျိုးအများကြီးပါမယ် fungi မှိုတွေလည်းပါမယ် plants အပင်တွေရောနောက်တစ်ခါ animal သတ္တဝါတွေရောပါမယ်ပေါ့နော်အခုဒီမှာတွေ့ရတာကတော့ဒါကသူရှေ့မှာပြောခဲ့တဲ့domain bacteria နဲ့ domain archaea မှာဆိုလို့ရှိရင်သူက prokaryotic cell တွေပဲပါမယ်အဓိကတော့ cell ထဲမှာ nucleus မပါတဲ့အရာတွေပေါ့နော်nucleus မပါတဲ့ cell တွေဒါတွေသူကပါမယ်နောက်တစ်ခါ domain eukarya မှာဆိုလို့ရှိရင်တော့သူကဒါ nucleus ပါတဲ့ cell တွေပေါ့နော်သူတို့ဆိုရင်တော့ eukaryote တွေပဲပေါ့ eukaryotic တွေပဲပြင်သူမှာ protista fungi animalia plantae ဆိုပြီးတော့မှဒီလိုမျိုးကင်းတန်း၄ခုသူကပါမယ်ပေါ့နော်အဲ့တော့အားလုံးပေါင်းကင်းတန်း6ခုရှိတာအဲ့ဒီကင်းတန်းလေးတွေကိုနည်းနည်းလေးအမှန်တော့ဒါဟို grade 10မှာကလေးကလည်းသင်ပြီးခဲ့ပြီပေါ့နော်ဒါပေမဲ့ဒါလေးနည်းနည်းလေးပြန်ပြီးတော့နှွေးပေးတဲ့သဘောနဲ့ဒါလေးနည်းနည်းထပ်ပြောလိုက်ပါမယ်အဲ့တော့ archaebacteria ဆိုရင်တော့ example ဘာတွေရှိလဲဆိုတော့ methanogens တွေရှိတယ်အဲ့ methanogens ဆိုတာမီသိန်းဓာတ်ငွေ့ထုတ်ပေးတဲ့တက်ရှိတွေပေါ့တက်ရှိတွေပေါ့နော်အဲ့ဒါမျိုးတွေအဲ့တော့မီသိန်းဓာတ်ငွေ့ဆိုလို့ရှိရင်ဟိုးရင်တော့ဆိုရင်နယ်တွေဘာတွေမှာမီးပေးတာတို့ဘာလို့ဆိုရင်အခုလိုမျိုးမီးတွေဘာတွေမရတဲ့ချိန်ကြတော့သူအဲ့တော့နယ်တွေဘာတွေမှာမီးပေးလို့ရှိရင်မီသိန်းဓာတ်ငွေ့နဲ့မီးပေးတာမျိုးမီသိန်းဓာတ်နွားချီရနေပြီးတော့မှသူကမီသိန်းဓာတ်ငွေ့ထုတ်တာဒါမျိုးတွေလည်းထုတ်ကြတာဟိုးရင်တော့ရှိတယ်ပေါ့နော်အဲ့ဒါ methanogens သူကမီသိန်းဓာတ်ငွေ့ထုတ်ပေးတာသူဗမာနေလဲဆိုရင်သတ္တဝါတွေရဲ့ digestive tract အစာခြေလမ်းကြောင်းတွေထဲမှာသူကနေတာအဲ့တော့ဒီနွားမှာဆိုရင်တော့နွားရဲ့အစာခြေလမ်းကြောင်းတွေကနေပြီးတော့နွားချီပါချလိုက်လို့ရှိရင်နွားချီထဲမှာအဲ့ methanogen တွေပါတယ်အဲ့ကနေပြီးတော့မီသိန်းဓာတ်ငွေ့ထုတ်ပေးနိုင်တာပေါ့နော်အဲ့ဒါမျိုးဒါထဲမှာတော့ process တွေအများကြီးရှိသေးတာပေါ့နော်အဲ့ကနေမှမီသိန်းဓာတ်ငွေ့ထုတ်တာဒါမျိုးတွေရှိမယ်နောက်တစ်ခါ thermophile ကတော့သူက heat loving အရန်အပူကြိုက်တဲ့ကောင်တွေပေါ့နော်အရန်သူတို့ကလေ extreme environment မှာနေတာအဲ့တော့အရန်ပြင်းထန်တဲ့ပတ်ဝန်းကျင်တွေမှာနေတယ်အဲ့လိုအကောင်တွေပေါ့နော်အဲ့တော့ဒီလိုတက်ရှိတွေပေါ့အဲ့ thermophile ဆိုရင်သူကရေဘူးဆန်းလိုနေရာမျိုးအပူကြိုက်တဲ့တော့ရေဘူးဆန်းလိုနေရာမျိုးမှာသူကနေတယ်နောက် halophile တွေကတော့သူက salt loving စားကြိုက်တာဒါကြောင့်မလို့သူကဒီမှာ on salt lake စီဒီမှာရှိရဲ့စားပင်လယ်တွေမှာသူကနေကြတာပေါ့နော်အဲ့ဒါရှိဒီမှာပြောဖို့ကြံသွားလို့ methanogen ဆိုလို့ရှိရင်တော့သူက live in the thick mud of swamp ဒီမှာဆိုရင်စိတ်နောတွေပေါ့နော်စိတ်နောတွေရဲ့ဒါကချွတ်နုံတွေထဲမှာလည်းသူကနေကြတယ် methanogen တွေကဒါမျိုးတွေရှိမယ်ပေါ့နော်အဲ့တော့ဒါကတော့ archaebacteria ရဲ့ example တွေကိုပြန်ပြီးတော့မှတ်မိအောင်ပြောပြပေးတာသူတို့အားလုံးက prokaryotes တွေပဲသူတို့ထဲမှာသူတို့ရဲ့ nucleus သူတို့မှာ nucleus မပါဘူးပေါ့နော်ဒီ cell ထဲမှာ nucleus မပါတဲ့သက်ရှိတွေဖြစ်ပါတယ် eubacteria ရဲ့အဲ့လိုပဲ nucleus မပါတဲ့ cell တွေပဲပေါ့နော်အဲ့တော့ဘာတွေရှိလဲဆိုတော့ cyanobacteria စိမ့်မြရည်ညှိပေါ့သူကတော့ oxygen ထုတ်ပေးနိုင်တာပေါ့နော်စိမ့်မြရည်ညှိအဲ့ဒါရှိတယ်ဟိုးရင်တော့စိမ့်မြရည်ညှိဆိုရင်ဒါဝမ်းတွင်းမှာထုတ်ပေးတာပေါ့ဝမ်းတွင်းကနေပြီးတော့မှအဲ့မှာထုတ်ပေးတာအဲ့ဒါရှိတယ်ပေါ့နော်သဘာဝတိုင်းတွေ့ရတာပေါ့အခုနောက်ပိုင်းကတော့စက်ရုံတွေဒီစေဝါထုတ်တဲ့ရုံတွေမှာလည်းဒါcyanobacteria စိမ့်မြရည်ညှိကိုသူကထုတ်ပေးနိုင်ပြီပေါ့နော်အဲ့ဒါရှိတယ်သူကတော့ oxygen ထုတ်ပေးတာပေါ့အဲ့ဒါရှိတယ်နောက်တစ်ခါ decomposer အဆွေးစားတဲ့အရာတွေဆိုလို့ရှိရင်လည်းဒါက eubacteria တွေမှာပါတာပဲအဲ့တော့သတ္တဝါတွေတည်ကြည်ပျက်စီးသွားမယ်နောက်တစ်ခါအပင်တွေတည်ကြည်ပျက်စီးသွားမယ်ဆိုရင်ခြေဖြတ်ပေးမှာ decomposer တွေပဲအဲ့ decomposer ဆိုလို့ရှိရင်သူကလေအမှိုက်သိမ်းတဲ့ကောင်တွေလို့တော့ပြောလို့ရတယ်အဲ့တော့တကယ်လို့ decomposer တွေလုံးဝမရှိဘူးဒီအဆွေးစားသတ္တဝါတွေလုံးဝမရှိဘူးဆိုရင်ကဘာကြီးတစ်ခုလုံးမှာအမှိုက်တွေနဲ့ပဲပြည့်နေလိမ့်မယ်ဒါကြောင့်မလို့ decomposer လည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါနေတာပဲပေါ့နော်ပြီးရင်နောက် nitrogen fixing bacteria ဆိုတာကတော့ဒါဆိုရင်ပဲပင်ရဲ့အမြစ်တွေထဲမှာသူရှိနေတာ
အဲ့လိုမျိုးရှိနေတဲ့ nitrogen fixing bacteria ပေါ့သူဆိုလို့ရှိရင်ဒါက nitrogen ဖမ်းပေးတဲ့bacteria လေးတွေပေါ့နော်အဲ့ဒါလေးသူကရှိတယ်နောက်တစ်ခါ pathogen ကတော့သူက cause disease ယောဂါတွေသူကဖြစ်စေတာပေါ့နော်အဲ့ဒါမျိုးသူကရှိတယ်ဒါ streptococcus ဆိုလို့ရှိရင်လည်းယောဂါတွေဖြစ်စေတာပေါ့နော်ဒီလိုမျိုး bacteria တွေဒါ U bacteria တွေမှာပါတာပေါ့ဒါတွေသူကရှိပါမယ်နောက် protease တွေကတော့သိတယ်သူတို့ကတော့ရှေးဦးသက်ရှိလို့လည်းခေါ်လို့ရတယ်ပေါ့နော်သူတို့ကတော့ amoeba euglena slimo diatom paramecium dinoflagellate microalga ဒီဟာကြီးပါမယ်ပေါ့နော်သူတို့ဆိုရင်တော့သူတို့ကတော့နည်းနည်းရှေးမှာပြောတဲ့သက်ရှိတွေထက်နည်းနည်းအဆင့်မြင့်လာပြီသူကတော့ cell ထဲမှာ nucleus ပါလာပြီပေါ့နော်cell ဒါပေမဲ့ cell တစ်လုံးနဲ့ပဲသူကရှိသေးတယ်တချို့ဟာကြောက်လဲ cell အများကြီးတော့ပါသေးတယ်ဒီလိုရင်းနဲ့သူကရှိပါမယ်ဒါကတော့ proteaseဒါကတော့ကင်းနန်းဖန်ကိုင်းမိုအုပ်စုပေါ့နော်မိုကင်းနန်းမိုလောကပေါ့မိုဆိုရင်လည်းမိုတွေမှအများကြီးပဲနော်စားလို့ရတဲ့မိုလည်းရှိသလိုစားလို့မရတဲ့မိုတွေလည်းရှိတယ်ပြီးရင်နောက်တစ်ခါဆေးဘက်ဝင်တဲ့မိုတောင်ရှိတယ်ဆေးဘက်ဝင်တဲ့မိုဆိုရင်ဘာဖြစ်မယ်ထင်လဲပက်နက်ဆလင်ပေါ့ပက်နက်ဆလင်ဆိုလို့ရှိရင်လည်းဒါဆေးထုတ်လို့ရတာပေါ့နော်အဲ့ဒါရှိနောက်ဒါမှဆိုလို့ရှိရင်လည်း yeast ဆိုလို့ရှိရင်လည်းဒါမှုပဲပေါ့နော်တက်ဆေးပေါ့ပေါင်မုတ်တို့ကိတ်မုတ်တို့ဖုတ်တဲ့ညမှာသုံးတာပေါ့နောက်မှုကဘယ်မှာရှိနေနိုင်သေးလဲဆိုတော့ဒီမှာဆိုရင်ဒါတက်ရှိတွေမှာတော့ကတ်တွယ်နိုင်တယ်ဒါမှဆိုမှုယောဂါပေါ့ဒီမှာဆိုရင်နှင်းကူတို့ပါတို့ဒါဆိုရင်မှုယောဂါတွေပေါ့နော်နောက်နောက်ပါရှိသေးလဲဆိုတော့အရေပြားမှာပေါက်တဲ့ပွေးတို့ပါတို့ဆိုလို့ရှိရင်လည်းဒါမှုယောဂါတွေပဲအရေပြားမှာတက်ရှိတွေအရေပြားမှာဆိုရဲမှုယောဂါတွေပေါ့နော်ဒါတွေလည်းသူကရှိပါတယ်နောက်အသက်ရှိမှဆိုရဲမှုယောဂါဆိုနောက်နားမှုဆိုရတာတို့ပါတို့ဒီလိုတွေလည်းသူကရှိတယ်ပေါ့နော်ယောဂါတွေဖြစ်စေတာfungal disease တွေထဲမှာပါတာပေါ့ဒါတွေလည်းသူကရှိတယ်ပြီးရင်plant ကင်းနန်း plant တွေပေါ့နော်သူဆိုရင်တော့ bryophyte ဆိုတာ moss ပင်လေးတွေပေါ့နော် mosses လေးတွေပါမယ် pteridophyte ဆိုလို့ရှိရင်တော့ဒါနည်းနည်းပိုအဆင့်မြင့်လာပြီသူဆိုလို့ရှိရင်တော့ဒါ fan ပင်ပေါ့နော်လူတွေပါမယ်နောက်တစ်ခါအေဂျီဒါတော့အဆင့်နေနဲ့သူတို့ထက်နည်းနည်းအဆင့်နေနေပေါ့နော်အေဂျီအရေးညှိပါမယ် gymnosperm ကတော့မျိုးစေ့ဝှက်ပင်ပေါ့နော်sorry မျိုးစေ့ဖော်ပင်ပေါ့နော်ထင်းရှူးပင်လိုမျိုးပင်တွေသူတို့ကအစေ့ရဖော်ထားတာလीအဲ့ဒါမျိုး angiosperm ကတော့မျိုးစေ့ဝှက်ပင်ကတော့ဒီအပင်အုပ်စုအားလုံးထဲမှာသူကတွေ့ရအများဆုံးပဲဘယ်နေရာကြည့်လိုက်အပင်ဘယ်ပင်ကိုပဲစဉ်းစားလိုက်ပန်းမွှတဲ့ပင်တွေကြီးပဲပန်းမပွင့်တဲ့မင်းကစားဒီအုပ်စု၄ခုကျန်တဲ့၄ခုထဲမှာပါတဲ့ဟာတွေဒါပန်းမပွင့်မှာဒီ angiosperm တွေကအားလုံးကပန်းပွင့်တာကြီးပဲဘယ်ပန်းပဲစဉ်းစားလိုက်ဒါပန်းပွင့်တဲ့ပင်တွေကြီးပဲပေါ့နော်အဲ့လိုမျိုးသူကဖြစ်နေတာအဲ့တော့ဥမာထားပါတော့ဘာလဲနနက်သီးဆိုရင်နနက်ပင်ဆိုရင်အဲ့ဒါလည်းပန်းပွင့်တာပဲအဲ့နနက်သီးဆိုရင်သူ့ရဲ့ပန်းကြီးကစထွက်လာတဲ့အဲ့ဒါနနက်ပွင့်နော်အဲ့ဒါကြီးကမှပြီးတော့မှဒါပြီးရင်အဲ့ပွင့်လေးတွေပေါင်းပြီးတော့မှအသီးတစ်လုံးလုံးဖြစ်လာတာပေါ့နော်အဲ့ဒါရှိတာဒါတော့ဆက်ဆက်မိလို့ပြောတာပါအဲ့တော့ဒါက angiosperm မျိုးစေ့ဝှက်ပင်နေဘာလို့မျိုးစေ့ဝှက်ပင်လို့ခေါ်လဲဆိုရင်သူကအစေ့ကိုအသီးထဲမှာဝှက်ထားလို့အစေ့ကိုမဖော်ထားဘူးဒီ gymnosperm ဆိုလို့ရှိရင်ဒါကအဲ့ထင်းရှူးသီးဆိုရင်အမှန်တော့ထင်းရှူးသီးလို့သာခေါ်တာအဲ့ဒါမှားနေတာနော်အဲ့ဒါထင်းရှူးသီးမဟုတ်ဘူးအစေ့ကြီးပဲအစေ့ကအပြင်မှာပေါ်နေတာပေါ့အဲ့ဒါမျိုး angiosperm ကတော့မျိုးစေ့ဝှက်ပင်ကတော့သူကမျိုးစေ့ကိုဒီမှာအသီးထဲမှာဝှက်ထားတာဥပမာထားပါတော့ထောပတ်သီးဒါဆိုအစေ့ကအသီးထဲမှာဝှက်နေတာလေအပြင်မှာပေါ်မနေဘူးနောက်တရက်သီးအဲ့လိုပဲအစေ့ကအသီးထဲမှာဝှက်ပြီးတော့ရှိနေမှာဒါမျိုးတွေပေါ့နော်အဲ့ဒါကို angiosperm လို့ခေါ်တာဖြစ်ပါတယ်ဒီပြီးရင်နောက်တစ်ခါသတ္တဝါအုပ်စုတွေပေါ့နော်သတ္တဝါတွေကိုမျိုးစားခွင့်မဲ့အရင်ဆုံးအနေနဲ့ကြောရိုးရှိသတ္တဝါနဲ့ကြောရိုးမဲ့သတ္တဝါဆိုပြီးရင်ခွဲထားတာပေါ့နော်အဲ့မှာကြောရိုးရှိသတ္တဝါတွေမှာထပ်ခွဲရင်သွေးနွေးသတ္တဝါနဲ့သွေးအေးသတ္တဝါဒီမှာလဲသွေးနွေးတာသွေးအေးတာကိုဒီမှာလဲနည်းနည်းလောက်ပြောပြအောင်မယ်ပေါ့နော်သွေးနွေးသတ္တဝါဆိုတာကခန္ဓာကိုယ်အပူချိန်ကိုသူသတ်မှတ်ထားတဲ့အပူချိန်တစ်ခုမှာအမြဲထိန်းထားတာပြင်ပအပူချိန်ပူအေးချိန်အေးသူကဒီခန္ဓာကိုယ်ဒီသတ်မှတ်ထားတဲ့အပူချိန်တစ်ခုမှာပဲထိန်းထားတာပြောတာပေါ့နော်ဥပမာလူတွေဆိုလို့ရှိရင်ပုံမှန်အပူချိန်က98.6 degree Fahrenheit တွေရှိနေတာပေါ့နော်အဲ့ဒါမျိုးဥမာ degree Celsius နဲ့ဆိုရင်37 degree Celsius ပေါ့ဒါမျိုးနဲ့ပုံမှန်တိုင်းပဲဖြစ်နေတာဘယ်အချိန်မှာတက်လဲဆိုတော့ဖျားမှာပဲတက်တယ်ကျန်တဲ့အချိန်မှာမတက်ဘူးဖျားတဲ့အချိန်မှာပဲတက်တယ်ပေါ့နော်ကျန်တဲ့အချိန်မှာမတက်ဘူးပုံမှန်တိုင်းပဲထိန်းသိမ်းထားပေးထားမှာတို့ပြင်မမှာဘလောက်ပဲပူပြင်မမှာဘလောက်ပဲအေးခန္ဓာကိုယ်ပူချိန်လိုက်တိုးမှာမဟုတ်ဘူးအဲ့ဒါမျိုးဆိုရင် warm blooded animal သွေးနွေးသတ္တဝါလို့ခေါ်တယ်cold blooded animal ကြတော့သူနဲ့ပြောင်းပြန်သွေးအေးသတ္တဝါကြတော့သူ့မှာဒီ temperature တခုကိုသတ်မှတ်ထားပြီးသားမရှိဘူးပြင်မအပူချိန်ပူမယ်ပြင်မချိန်ရင်အပူချိန်အေးရင်လိုက်အေးမယ်ဒါမျိုးအတိုင်းပဲဖြစ်နေမှာအဲ့ဒါဆိုရင်သွေးအေးသတ္တဝါ cold blooded animal လို့ခေါ်ကြတာပေါ့နော်ဒီလိုမျိုးနဲ့ခွဲထားတာဖြစ်ပါတယ်အဲ့တော့warm blooded ဆိုလို့အထက်ကသွေးတွေနွေးနေတာပြောတာမဟုတ်ဘူးနော် cold blooded ဆိုလည်းအထက်ကသွေးတွေအေးနေတာပြောတာမဟုတ်ဘူးwarm blooded ဆိုတာခန္ဓာကိုယ်အပူချိန်ကိုဒါတသက်မှတ်တဲ့အမှတ်တစ်ခုမှာထိန်းထားပေးနိုင်တာဒါဆိုရင် warm blooded animal
cold blooded animal ဆိုရင်တော့အဲ့လိုမျိုးအပူချိန်ကိုထိန်းထားတာမဟုတ်ပဲပြင်းမပူချိန်ပူရင်လိုက်ပူမယ်ပြင်းမပူချိန်အေးရင်လိုက်အေးမယ်ဒီလိုသတ္တဝါကိုခေါ်တာပေါ့အဲ့တော့ warm blooded animal မှာတော့ဘာတွေပါလဲဆိုတော့မမဲနိုးတိုက်သတ္တဝါတွေပါတယ်ပေါ့နော်ဒါမှဆို bell human ဝေးပေါ့နော်ဝေလာငါဒီလိုຢာတွေကစသူကပါမယ်ဒါကတော့နိုးတိုက်သတ္တဝါတွေငှက်တွေဆိုလို့ရှိရင်လည်းအဲ့ဒါမှဆိုလို့ရှိရင်ဒါငှက်တွေအများကြီးသူကပါမယ်ပေါ့နော်အဲ့ဒါရှိမယ်ပြီးရင်ငါးမှာလည်းငါးအမျိုးအစားတွေအများကြီးဒါက cold blooded animal မှာတော့ငါးတွေပါမယ်ပြီးရင် reptile တွားသွားသတ္တဝါတွေပါမယ် amphibian ကုန်းနေရေသတ္တဝါတွေပါမယ်ဒီလိုတွေနဲ့ရှိနေမှာပေါ့နော်အဲ့ဒါတွေရှိမယ် invertebrates ပြောမဲ့သတ္တဝါတွေဆိုလို့ရှိရင်တော့သူကသူက with jointed land အစစ်ပါတဲ့ခြေထောက်တွေရှိတာရယ်အစစ်ပါတဲ့ခြေထောက်တွေမရှိတာရယ်ဆိုပြီးတော့ခွဲထားရယ်ပေါ့နော်အစစ်ပါတဲ့ခြေထောက်တွေရှိတဲ့ထဲမှာသူက three pair of legs ခြေထောက်3စုံရှိတာဒီဆိုရင်တအုပ်စုဒီမှာဆိုပရွက်စိတ်တို့ဒီ crocodile တို့ပြီးရင်နောက် ladybird တို့ဒါဆိုရင်ခြေထောက်က3စုံရှိတာဒီမှာ1 2 3တစ်ဖက်ကို3ချောင်းနဲ့3စုံရှိတာပေါ့နော်အဲ့လိုရှိတယ် now with more than 3 pair of legs ခြေထောက်3စုံထပ်ပို့တာscorpion တို့ spider တို့ shrimp တို့ဒါဆိုရင်3စုံထပ်ပို့တယ်ဒါမျိုးအုပ်စုခွဲထားတယ်ပြီးရင်နောက်ခြေထောက်မပါဘူးဆိုလို့ရှိရင်တော့ worm like တီကောင်နဲ့လူတဲ့ကောင်တွေအဲ့မှာ ad one တို့ flash တို့ tape one တို့ဒါတွေသွားရှိမယ် now not one life ဒီလိုမျိုးတီကောင်လိုမျိုးအဲ့လိုရှင်မျိုးမတူတာဆိုရင်တော့ snake jellyfish octopus ရှိမယ်ပေါ့နော်ဒီလိုတွေနဲ့အုပ်စုတွေခွဲထားကြတာပေါ့ဒါကတော့သတ္တဝါအုပ်စုပေါ့နော်အဲ့တော့ဒီမှာပြောတဲ့အရှိမပြောတဲ့ protists fungi plant animal ဒါတွေဆိုလို့ရှိရင်တော့ domain ယူကာယာထဲမှာပါကြတာပေါ့နော်ဆဲထဲမှာအဲ့လိုမှာ nucleus တွေပါကြတယ်ဒီလိုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာအခုပြတဲ့သူကတော့သူကဒါဝင်ပေါ့နော်ဒါဝင်သူက1809ကနေပြီးတော့မှ1882ထိအသက်ရှင်ခဲ့တယ်ပေါ့နော်အဲ့ဒါဝင်ကတော့သူက propose ဖော်ပြခဲ့တယ်တင်ပြခဲ့တယ်ပေါ့ natural selection natural selection ဆိုတာသဘာဝတရားရဲ့ရွေးချယ်ခြင်းကို as a mechanism for evolutionary adaptation of populations to their environment သူက mechanism ယန္တရားတစ်ခုအနေနဲ့သူကဖော်ပြခဲ့တာဘာအတွက်ယန္တရားလဲဆိုတော့ for evolutionary adaptation စင်ငယ်လိုက်ရောညီထွေဖြစ်မှုပေါ့ဒီတက်ရှိတွေတက်ရှိအုပ်စုမျိုးတူအုပ်စုနဲ့သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ဒါ evolutionary adaptation စင်ငယ်လိုက်ရောညီထွေဖြစ်မှုအတွက်ယန္တရားတစ်ခုအနေနဲ့ natural selection ကိုသူကစပြီးတော့မှ propose လုပ်ခဲ့တာပေါ့နော်ကဲဟုတ်ပြီဒါဆိုရင် natural selection ဆိုတာဘာလဲပေါ့အဲ့တော့ natural selection ဆိုတာကဘာအနေနဲ့သတ်မှတ်ထားလဲဆိုတော့ define အဓိပ္ပာယ်သတ်မှတ်လို့ရတယ်ပေါ့နော် as the evolutionary process ဒါစင်ငယ်ဖြစ်စဉ်တစ်ခုပဲ that occurs when a population is exposed to environmental factor ဒီတက်ရှိအုပ်စုမျိုးတူအုပ်စုတစုကအုပ်စုတစုကို exposed to environmental factors ဒီပတ်ဝန်းကျင်အခြေအနေတွေနဲ့သူကထိတွေ့ထားမယ် that consistently cause individual with certain heritable traits to have greater reproductive success than do individual with other heritable traits အဲ့တော့ဒီတက်ရှိတွေဒီ environmental factor တွေကဘာဖြစ်စေလဲဆိုတော့တက်ရှိတွေကိုသူကheritable traits ဒီမျိုးဆက်ခံလာတဲ့လက္ခဏာတချို့ရှိတယ်ပေါ့နော်အဲ့ဒီတချို့ရှိတဲ့တက်ရှိတွေကို to have greater reproductive success မျိုးပွားတဲ့အခါမှာမျိုးအောင်နိုင်စွမ်းကပိုများစေတာမျိုးပွားတဲ့အောင်မြင်မှုပိုများစေတယ်ဘာလို့ထက်လဲဆိုတော့ than to individual with other heritable traits တခြားသောမျိုးဆက်ခံတဲ့လက္ခဏာရှိတဲ့တက်ရှိတွေထက်ဒီလိုမျိုးဒီ certain heritable trait ဒီလိုမျိုးတစုံတရာမျိုးဆက်ခံတဲ့လက္ခဏာရှိတဲ့တက်ရှိတွေကreproductive success ပိုများတယ်ဆိုတာကိုဖြစ်စေတဲ့ဒါ environmental factor နဲ့ထိတွေ့လိုက်တဲ့အချိန်မှာဒါ evolutionary process ဖြစ်လာတယ်ဆိုတာကိုဒါ natural selection ပြောတာအဲ့တော့ဥပမာအနေနဲ့ဆိုရင်အခုဒီမှာတစ်ကလောပေါ့ဟိုးအရင်တော့တစ်ကလောတွေဆိုရင်သူကအခုတစ်ကလောတွေလို့မဟုတ်အခုတစ်ကလောတွေဆိုရင်လေဘင်းကရှိတာပေါ့နော်လေဘင်းကကျွန်တော်လူတရက်လောက်ထိကိုသူကရှိနေတာဒါပေမဲ့ဟိုးရင်တော့တစ်ကလောတွေဆိုရင်တော့သူကအဲ့လိုမျိုးလေဘင်းရှိမဟုတ်လေဘင်းတူတယ်ပေါ့လေဘင်းတူကဘယ်သူတွေလောက်တူလဲဆိုတော့ဥမာတမင်တို့တရေတို့လိုမျိုးလေဘင်းတူတူလေးတွေပဲသူကရှိတာအဲ့တော့ဒါဆိုရင်ဘာဖြစ်လို့ဟိုးရင်တော့လေဘင်းတူပြီးတော့အခုလေဘင်းရှည်လာလဲဘာကြောင့်လဲဆိုတော့အဲ့ဒါက natural selection ကြောင့်ဘယ်လိုမျိုးရှည်လာလဲဆိုတော့တစ်ကလောဆိုရင်သူကတိရွက်နုနုလေးတွေသူကစားတယ်လေတိရွက်နုနုလေးတွေကဘာတွေမှရှိလဲဆိုတော့အောက်မှာလည်းရှိပါတယ်မျက်နုနုလေးတွေအဲ့ဒါကြီးလည်းရှိတယ်ပြီးရင်နောက်တစ်ခါတိရွက်နုနုဆိုများသောအားဖြင့်တစ်ပင်ရဲ့ထိပ်ဖျားတွေမှာရှိတယ်လေအဲ့တော့တနေ့ပြီးတစ်နှစ်ကတစ်ကလောအကောင်ကြီးကအဲ့ညကြီးမှာသူကတိုးလာတယ်အကောင်ကြီးကတိုးလာတာပေါ့တနေ့ပြီးတစ်နှစ်အဲ့တိုးလာတဲ့အခါကျတော့ဒါကမြေကြီးအောက်မှာဆိုရင်ဒီမြေကြီးပေါ်မှာရှိတဲ့အရွက်နုနုလေးတွေစားလို့ကမလောက်တော့
အဲ့တော့ဘာလုပ်ရလဲဆိုတော့တစ်ပင်ပေါ်ကအရွက်နုတွေကိုသူကစားရတယ်စားဖို့အတွက်ဆိုရင်လေဘင်းကိုစန့်ထုတ်ကြတယ်လေဘင်းစန့်ထုတ်မှမှီမှာကိုအဲ့တော့လေဘင်းကိုစန့်ထုတ်ရင်းနဲ့မျိုးဆက်တစ်မျိုးစိတ်ကနေနောက်တစ်မျိုးစိတ်ထိလေဘင်းရှည်ရဲ့လက္ခဏာကိုဆင့်ကဲဒါလက်ဆင့်ကမ်းပြီးသွားတာပေါ့အဲ့လိုနည်းနဲ့မှဒါ variation in neck length ဒါမှဆိုရင်လေဘင်းရှည်လေဘင်းအရှည်ကအကွဲပြားချမ်းသာလာပြီဒါမှဆိုရင်အကောင်တွေကတိုးတယ်ဒီကောင်တွေကဆိုရှည်တယ်ပေါ့ဒီလိုဖြစ်လာပြီပြီးရင် struggle for existence သူတို့ကဒါရုန်းကန်ရမယ်တည်ရှိမှုနဲ့ရုန်းကန်ရမယ်အဲ့တော့ဒါမှဆိုလို့ရှိရင်သိမြင့်တဲ့နေရာတွေကအစားအစာတွေသူကစားရတော့မယ်ပြီးရင် greater fitness ပို့ပြီးတော့လေကြန့်ခိုင်လာမယ်အခုဒီမှာဆိုလို့ရှိရင်ကျန်တဲ့ကောင်တွေထက်လည်းပို့ပြီးတော့ကြန့်ခိုင်လာပြီပေါ့နော်လေဘင်းတိုတဲ့ကောင်တွေထက်ပို့ပြီးတော့ကြန့်ခိုင်လာတယ်ပြီးရင်နောက်တစ်ခါကျတော့လေဘင်းရှည်တဲ့လက္ခဏာကသူတို့အတွက်ဆိုရင်အသုံးဝင်တာဖြစ်တဲ့အတွက်အဲ့လက္ခဏာကိုလက်ဆင့်ကမ်းပေးတာtrait ဆိုတာလက္ခဏာပေါ့နော်အဲ့လက္ခဏာကိုလက်ဆင့်ကမ်းပေးလာတော့ long neck trait increases အဲ့တော့လေဘင်းရှည်တဲ့လက္ခဏာကတိုးလာပြီးတော့အဲ့တော့အခုနောက်ဆုံးဒီလိုမျိုးဆင်ငဲပြောင်းလဲသွားရင်းနဲ့မှာနောက်ဆုံးမှာဆိုရင်အခုတွေ့ရတဲ့တိတ်ကလေးကိုလေဘင်းရှည်တွေတွေ့ရတာပေါ့နော်အဲ့တော့ဒီမှာတခုပြောချင်တာကလေဘင်းရှည်ဝါးရေးဆိုတဲ့နေရာမှာလဲဥပမာ9လက်မဒီမှာငါလုံးဝ9လက်မအထိ1လက်မနဲ့9လက်မအထိလုံးဝရှည်ွားတာမျိုးဝုန်းဆိုရှည်ွားတာမျိုးမဟုတ်ဘူးเนาะသူကတဖြည်းဖြည်းတိုးရင်နဲ့မှာဆင်ငဲဖြစ်စဉ်တွေဖြစ်လာအဲ့ evolution တခုဖြစ်ဖို့ကလည်းနှစ်ပေါင်းအများကြီးသူကအချိန်ကြာသေးတာပေါ့เนาะ evolution ဒီ natural selection ဖြစ်ဖို့ကလည်းအဲ့ဒါမျိုးတော့သူကရှိပါတယ်အဲ့တော့ဒီဟာဒါနောက်ဆုံးမှာဆိုလို့ရှိရင်တော့အားအကောင်းဆုံးတန်မာဆုံးသူကပဲရှင်သန်ရမှာပေါ့เนาะအဲ့တော့ဒီမှာဆိုရင်ဒါ natural selection နဲ့တွဲပြီးပြောလို့ရှိတဲ့စကားလုံးတစ်လုံးရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့သူကsurvival of the fittest ပေါ့เนาะsurvival of the fittest ဆိုတာကတော့သူကထိုက်သူတန်သူဘဝထူလို့လည်းပြောကြရဲပေါ့နော်အဲ့တော့တန်မာဆုံးအားကောင်းဆုံးသက်ရှိရတာရှင်တန်မှာနောက်ဆုံးမှရှင်တန်မှာအဲ့တော့အခုဒီမှာဆိုရင်အခုအရင်တော့ကလေမင်းတိုတဲ့တက်ကလောက်တွေဆိုအခုဆိုလုံးဝမတွေ့ရတော့ဘူးလေဒါဘာဖြစ်လို့လဲဆိုတော့သူတို့ကဒါလေမင်းကမရှိတဲ့ခါကျတော့အပေါ်ကတည့်ရနုတွေမစားနိုင်တဲ့ခါကျတော့နောက်ဆုံးသူတို့ရဲ့မျိုးဆက်တွေကတဖြည်းဖြည်းပြတ်သုံးကုန်တာအဲ့တော့လုံးဝမရှိတော့ဘူးလေမင်းရှိတဲ့တက်ကလောက်တွေပဲရှိတော့တယ်ဒါဘာကြောင့်လဲဆိုတော့သူတို့ကပတ်ဝန်းကျင်နဲ့လည်းလိုက်ရောညီတွေဖြစ်အောင်နေထိုင်နိုင်ဆုံးပြီးရင်အားအကောင်းဆုံးဒါဖြစ်တဲ့အတွက်သူတို့ကနောက်ဆုံးမှာရှင်ကျန်နိုင်တာပေါ့နော်ဒါမျိုးရှိပါမယ်ဒါကြောင့်မလို့ဒါ natural selection နဲ့အတူတွဲပြောတဲ့စကားလုံးတစ်ခုကတော့ဒါ survival of the fittest ပေါ့နော်ထိုက်သူတန်သူဘဝထူလို့လည်းခေါ်လို့ရတယ်ပေါ့နော်အဲ့ဒါနောက်တချို့ကြတော့လည်းဘယ်လိုပြောကြလဲဆိုတော့ကျတို့ဆရာကြီးတွေကဘာပြောလဲဆိုရင်သူကတော်သူနေမတော်သူတည်ပေါ့နော်ဒီလိုတွေလည်းသူကပြောကြတာရှိတယ်ဒါပေမဲ့ကိုနားလည်ထားရမှာကဒီမှာဆိုလို့ရှိရင်အတန်မှာအားကောင်းဆုံးပတ်ဝန်းကျင်နဲ့လိုက်ရောညီတွေရှိဆုံးတက်ရှိတွေရတာနောက်ဆုံးမှာရှင်ကျန်နိုင်မယ်ဆိုတာတော့ဒါမျိုးသိထားရမှာပေါ့နော်အဲ့ဒါလေးဖြစ်ပါတယ်ရုပ်ပြီးအဲ့တော့ဒီ lecture ကတော့ဒီလောက်ပါပဲနောက် lecture တစ်ခုနဲ့မှပြန်ဆုံကြပါမယ်